အားလုံးပဲမင်္ဂလာပါခင်ဗျ Amazon နေပစ္စည်းမှာထားလို့ရှိရမရောက်လာတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရှိရကျွန်တော်မှာထားတဲ့ပစ္စည်းနဲ့ရောက်လာတဲ့ပစ္စည်းလွဲနေတာပဲဖြစ်ဖြစ်တခုခု error ဖြစ်ခဲ့လို့ရှိရကျွန်တော် Amazon ကိုပြန်ပြီးစစ်သွယ်လို့ရမယ့်နည်းလမ်းလေးကိုကျွန်တော်ဒီ video လေးမှာလူချင်းမေးလို့ပြပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ Amazon application ထဲဝင်ရမှာဖြစ်ပါတယ် Amazon application ထဲရောက်သွားလို့ရှိရင်ဒီအောက်ခြေနားမှာအကြောင်း၃ကြောင်းရှိရခင်ဗျကျွန်တော်ဒါလေးထဲဝင်ရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်အောက်ဆုံးဆွဲချရမှာဖြစ်ပါတယ်customer service ဆိုတာရှိရခင်ဗျကျွန်တော်ဒါလေးထဲဝင်ရမှာဖြစ်ပါတယ် my order ထဲဝင်ရမှာဖြစ်ပါတယ်မားယွင်းနေတဲ့ပစ္စည်းထဲဝင်ရမှာဖြစ်ပါတယ်ကျွန်တော်ဥပမာဒီ order ကျွန်တော်တို့မှာထားမားယွင်းနေတယ်ဆိုကျွန်တော်ဒီထဲဝင်ရမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်အကြောင်းပြချက်တစ်ခုခုပြောလို့ရပါတယ်ခင်ဗျဒီနေရာမှာလည်းကျွန်တော်ကြိုက်တာအကြောင်းပြချက်တစ်ခုခုပြောပြလို့ရပါတယ်ပြီးလို့ရှိရင်ကျွန်တော်အောင်သားလေးဆွဲချလိုက်မယ်ခင်ဗျ I need more hair ဆိုတာရှိရခင်ဗျကျွန်တော်ဒါလေးထဲဝင်ရမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ဖုတ်ခေါ်ပြီးတော့လည်းပြောလို့ရတယ်လို့ကျွန်တော်စာပို့ပြီးတော့လည်းပြောလို့ရပါတယ်ခင်ဗျကျွန်တော်တို့ဒီမှာဖုတ်ခေါ်ပြီးပြောတဲ့နည်းကိုကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ် request call now နေရာမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုထည့်ရမှာဖြစ်ပါတယ် call me now နဲ့လိုက်မယ်ဆိုရင်ကျွန်တော်ဖုန်းကိုသူ Amazon နေပြီးတော့ဖုတ်ခေါ်လာလိုက်မယ်ခင်ဗျ Amazon နေဖုတ်ခေါ်လာပြီဖြစ်ပါတယ်ခင်ဗျဒီမှာကျွန်တော်အင်္ဂလိပ်လိုလည်းပြောလို့ရသလိုဂျပန်လိုလည်းပြောလို့ရပါတယ်ခင်ဗျဖုတ်ခေါ်ပြီးတော့ကျွန်တော် Amazon နဲ့ဆက်သွယ်လို့ရပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ